နှစ်တင်ချေပါရင်ဖြေပြီးတာကဘာတိတ်မဲ့ကြံတော့တယ်ပိဋကဗုဒ္ဓဖြစ်ဖို့သူလိုကိုလိုထက်မိုးနဲ့မြေကြီးကหนีအောင်မယ်ဗြဟ္မပြည်နဲ့လူပြည်ကหนีအောင်မယ်ရှင်တေဝရရဲ့အည်ချင်းပါရမီတက်ခံနှစ်တင်ချေပါရင်ဖြေပြီးတာပါရမီ20ပါရမီ7ပါအပြား20ရှိထားတဲ့ပိဋကဗုဒ္ဓလောင်းကဘာတိတ်မဲ့ပိဋကဗုဒ္ဓဖြစ်ဖို့ကြံတော့တယ်အဲ့ဒါလောက်စွမ်းရည်အည်ချင်းကိုအလွန်ကောင်းတယ်လို့ပြောတယ်ဒါပေမဲ့ဒီဘဝမှာစိတ်ထားညံ့လိုက်တာလေဖះတောင်တပုံထကျင်တာဟုတ်စိတ်ထားအလွန်ညံ့တယ်ရလက်ကဘာဖြစ်တော့မြေမျိုးသွားတယ်အဲ့လိုပဲလူတယောက်ကအည်ချင်းဘလောက်ကောင်းတဲ့စိတ်ထားမှညံ့ပြီဆိုရင်အတ္တိကျမှမကောင်းတော့ဘူးဆိုရင်ရလက်ကမကောင်းတော့ဘူးဒါကြောင့်ဘုံဘုံပြောတယ်တက္ကသိုလ်တွေဘွဲရတာဘယ်နိုင်ငံကဘာဘွဲရတာအဲ့ဒါတွေဘေးချိတ်ထားလိုက်အောင်ဒါပညာရေးကိုဘုံကမလေးစားတာမဟုတ်အဲ့ဒါတွေဘေးချိတ်ထားလိုက်အောင်ဒါအည်ချင်းနေဒါပေမဲ့အဲ့ဒီလူကစိတ်ထားညံ့သွားပြီဆိုရင်ရလက်တွေညံ့မှာပဲနောက်နံပါတ်1တယောက်ကကျတော့အည်ချင်းသိကောင်းတာပဲတဲ့ဒါပေမဲ့စိတ်ထားကြတော့ညံသေးတယ်တဲ့အလွန်ညံရင်တော့စိတ်ထားတော့ညံသေးတယ်အဲ့ဒါတာမန်လူပါတဲ့တာမန်လူပါပဲတချို့တက္ကသိုလ်တွေကဘွဲရတယ်ဒေါက်တာတွေဖြစ်တဲ့တအားစာတော်ကြတယ်စိတ်ထားညံ့တော့အရက်ထဲမှာသူလူကိုလိုဘွဲရတဲ့သူနဲ့ဘွဲမရတဲ့သူအသက်40လောက်ကျတော့အတူတူဖြစ်သွား20ကျော်30ကျော်တော့ကတော့နည်းနည်းလေးဘွဲလေးနဲ့မောက်မာလို့ရတယ်40လောက်ဖြစ်တော့အတူတူဘိုက်ဆူကြတယ်အတူတူရွှဲပြဲပြီးတော့လူတွေကလေ40လောက်ရောက်သွားပြီဆိုအဲ့နောက်ပိုင်းကျတော့စိတ်ထားညံ့တဲ့သူမှာဘာမျောလင်းချက်မှမရှိတော့ဒါမှဖွံ့ဖြိုးတိုးတက်မှုမှမရှိတော့တာမန်လူပဲတာမန်လူတက်တက်လုံးကြိုးစားခဲ့တဲ့သူကအောင်မြင်မှုဘာမှမရတာမန်လူဘယ်လောက်ရှက်တရားကောင်းလဲနော်ဒါကြောင့်နံပါတ်3လူတယောက်ကအည်ချင်းအလွန်ကောင်းတယ်တအားတော်တယ်ပေါ့အည်ချင်းဘက်ကစိတ်ထားကတော့တာမန်ဒီလူကလူကောင်းအောင်မြင်အောင်မဲ့လူအောင်လဲအောင်မြင်နေတယ်ဒီလူကနံပါတ်4အမျိုးသားအည်ချင်းကလည်းထိတ်တဲ့အလွန်ကောင်းတယ်စိတ်နေသဘောထားကောင်းလိုက်တာလူတွေကိုနားလဲပေးတတ်တယ်ခွင့်လွတ်တတ်တယ်အကျိုးအကြောင်းအဆိုးအကောင်းအမှားအမှန်စဉ်းစားချင့်ချိန်နိုင်တဲ့ဉာဏ်ရှိတယ်ခုနရှေ့မှာပြောတဲ့ခန္တီရှိတယ်မေတ္တာရှိတယ်ဥပက္ခရှိတယ်ရှေ့မှာပြောတဲ့စေတနာရှိတယ်နှလုံးသွင်းမှုမှန်တယ်စေတနာကောင်းရှိတယ်နှလုံးသွင်းမှုမှန်တယ်ကောင်းတာအတ္တိကျကောင်းတာဟာသူရလက်သိကောင်းတာပဲရလက်အကောင်းဆုံးပဲထိတ်တန်းပဲရလက်ကထိတ်တန်းပဲအေးဒါကြောင့်အတ္တိကျကတလောက်ထိအရေးကြီးတယ်လူတယောက်အရေးချင်းရှိတာချင်းတူပြီးလူလေးယောက်ပေါ့ဗျာအရေးချင်းရှိတာချင်းတူပြီးဆိုရင်ဘာကြောင့်အစင်တန်းအနေမြင့်ကွာသွားတာလဲဆိုတော့မင်းတို့သိထားကြောင်ကွာစိတ်နေသဘောထားညံ့ရင်ဘွားရောရလက်ကညံ့တော့တာစိတ်နေသဘောထားတာမန်ဆိုရလက်ကလည်းဟိုနည်းနည်းလေးတော့ကောင်းတယ်စိတ်နေသဘောထားကောင်းပြီဆိုတော့ရလက်ကအလွန်ကောင်းတဲ့ရလက်ရတယ်တဲ့ဒါကတော့တကယ်ကိုသူတည်နာလောက်ထားတဲ့ဂျွန်စီမက်ဆွဲစာအုပ်ကိုဖတ်လိုက်ပါအဲ့ဒီအကြောင်းကိုအကျယ်ရှင်းပြတယ်ဖုံးဖုံးတလောက်ပဲပြောပြတယ်နော်အဲ့ဒါဒီမှာပြောတာလေရှိတယ်စိတ်နေသဘောထားဒီအများကိုပြန့်လွယ်သည်တဲ့အဖွဲသေးတစ်ခုတွင်းမှာတခြားသူတွေကိုကူးဆက်မသွားတဲ့အရာရှိတယ်အဲ့ဒါကတော့အည်ချင်း